အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ကောင်းချင်းပြန်ပေါင်းကိုအလွယ်တကူလေးလုပ်တဲ့လုပ်နည်းလေးပါအီးလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးဒီကောင်းချင်းစံတစ်ခွက်ကိုရေစိမ်ထားမယ်4 နာရီလောက်တော့ကျမစိမ်ထားပါတယ်ပြီးရင်ရေနွေးတည်ထားပါမယ်ရေပွတ်ပွတ်ဆိုလာပြီဆိုရင်ကောင်းချင်းစံလေးတွေကိုရေသေးချစွာဆေးပြီးတော့စကားလေးနဲ့အလွယ်တကူပဲဒီလိုမျိုးပေါင်းထားပါမယ်အကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့ဒီအလဲလေးကိုဒီလိုမျိုးလှုပ်ထားပါမယ်ကြက်လွယ်အောင်လုပ်ပါနော်ပြီးရင်အဖုံးလေးဖုံးထားပြီးတော့ခဏလေးတည်ထားပါမယ်10 မိနစ်လောက်အကြာမှာတော့ကောင်းကင်လေးတွေကိုကျွန်မအပေါ်အောက်လေးလန်ထားပေးပါမယ်အလွယ်တကူလေးအမြန်လေးကျက်သွားအောင်လုပ်ပါပြီးရင်အဖုံးဖုံးပြီးတော့ပြန်ပြီးတော့9 မိနစ်လောက်ကိုကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့အားလုံးပေါင်း15 မိနစ်ရှိနေပါပြီ။ကောင်းကြီးလေးတွေကြည့်ပါအောင်ကျက်နေပါပြီနော်။ဒီလိုမျိုးအဆန်မရှိဘဲနဲ့ကျက်နေပြီဆိုရင်တော့ဒီကောင်းကြီးလေးတွေကိုဆယ်ထုတ်မယ်။အခုကျွန်မဆယ်ထုတ်ထားတဲ့ဒီကောင်းကြီးထဲမှာတော့တကြားကိုထမင်းစားစိုးနဲ့စွန်းထည့်မယ်။ပြီးရင်စားနေငယ်ထည့်မယ်။ပြီးတဲ့ခါကျတော့အုံနို့ပါဒါလေးကိုထမင်းစားစိုးနဲ့စွန်းထည့်မယ်။ပြီးရင်အုံးဆန်လေးကိုနည်းနည်းလေးထည့်မယ်အားလုံးသမသွားအောင်လို့ကျွန်မပြန်မွေထားပါမယ်အားလုံးသမသွားပြီဆိုရင်တော့စောစောကပေါင်းထားတဲ့စကားထဲမှာပြန်ပြီးတော့ပြန်ပေါင်းမယ်အဖုံးပြန်ဖုံးမယ်ပြီးရင်ခဏလေးတည်ထားပါမယ်10 မိနစ်လောက်အကြာမှာတော့ကောင်းကြီးလေးတွေကအီလေးနဲ့စားလို့ရနေပါပြီဒါလေးကိုပကံပြားထဲမှာဆယ်ထားမယ်ကဲကြည့်ပါဦးအီလေးနဲ့တော့အုံနို့အနံလေးနဲ့တော်တော်လေးကိုမွေးကြိုင်နေပါတယ်ဒီထဲမှာတကြားရဲ့အုံနို့ရဲ့အုံဆန်နဲ့ပြန်ပြီးတော့ပေါင်းတဲ့အတွက်ကြောင့်ပိုပြီးတော့ရတာရှိပါတယ်စိမ့်စိမ့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်နော်တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲလာရှယ်စပ်ခွာလေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်